သူ့ဆန်ငဖယ်လုံးနဲ့ဘလောက်တောင်ချစ်လဲဆိုရင်ဒီလိုမျိုးဖုံထွက်သွားမှတောင်ကြောက်ရတယ်တဲ့ကျွဲဆိုမီရှယ်လင်းစတာ2018ကနေတော့2025ထိဇက်တိုက်ရတာဈေးနှုန်းအနေနဲ့ကြည့်မယ်ဆိုရင်ခောက်ဆွဲရတပွဲကို60လောက်ပဲရှိရယ်စိုင်းကျင်စင်ကတော့မြန်မာရှမ်းခောက်ဆွဲဆန်လိုပဲစပွဲနဲ့ထိုင်ကုန်နဲ့ဒါပဲနေ့လက်စားစားခြင်းဆိုရင်တော့လူရမ်းကြတယ်ရှုပ်တယ်လို့ပြောကျွန်တော်တို့ကမနက်စောကြီးသွားစားခဲ့ရဆိုတော့ကျွန်တော်တို့ဝိုင်းပဲရှိတယ်ဒီဆန်သူ့ရဲ့ Facebook quality နဲ့ taste ကိုနှစ်ပေါင်း80လောက် ancestor တစ်ခုအနေနဲ့ထိမ့်သိမ်းလာတယ်လို့ပြောတယ်ခောက်ဆွဲအနေနဲ့ရွေးချယ်ရမယ်ဆိုရင်ဆန်များဆန်ကြဆန်ပဲကြဆန်ဂျုံဆိုပြီးတော့ရှိတယ်ဒါကတော့ဆန်ကြဆန်ကိုအရင်နဲ့စားထားတာဗီဒီယိုထဲမှာကြည့်လိုက်ရင်တော့ကြေးဥချင်းစန်နဲ့တူရယ်ဆိုပေမဲ့မြန်မာပါဇက်တော်ပေါ့ရှမ်းခောက်ဆွဲဆန်တွေမှာဝက်ခောက်ကျော်ရှိလို့မျိုးပဲဒါငဖယ်လုံးဆိုင်ဆိုတော့ငါးခောက်ကျော်ရှိတယ်ငါးရေကုန်ကျော်ပေါ့နောက်ထပ်ခောက်ဆွဲကိုဂျုံဘတ်နဲ့ကိုအတုပ်လိုခါမြည်လာတယ်ဒါကတော့စီချက်နဲ့ဆင်တယ်စားလို့လည်းအဆင်ပြေတယ်ရတာလည်းပါတယ်ဒါကတော့ခောက်ဆွဲနဲ့တွဲစားဖို့အတွက်အရွက်မှာထားပြုတ်ထားလားကြော်ထားလားတော့သိချမသိဘူးဒီဆိုင်ရဲ့ main character ငဖယ်လုံးနဲ့ကျွန်တော်လည်းပဇွန်လုံးကျော်မှာစားလိုက်တယ်ငန်းစားကောင်းတယ်ကျွန်တော်အတွက်တော့ရတာနည်းနည်းပေါ့ရဲဆိုပေမဲ့အပေါ်စားတဲ့လူတွေဆိုရင်လည်းချိုက်ချင်ချိုက်မှာပေါ့7ကဖောင်သေးသေးလေးတဘူးတောင်45ချက်ကွာဒီရှလင်းရထားတဲ့ငဖယ်လုံးဆိုင်ကတပွဲမှာ60ပဲဆိုတော့ချင်းမှန်ရရင်သွားမြည်ရင်လည်းမြည်ကြည့်ပေါ့အမြည်ကြည့်ချင်လည်းနေပါဒါပဲတော့ခွက်